အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2026ဇွန်လ14ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကတောတာပန်အရက်တောက်ကြီးမတောက်ကြီးအကြောင်းအရာကိုပါဠိတော်နဲ့ရှင်းပြတဲ့အခါမှာအငင်းကုန်တွေလာလုပ်တယ်တချို့ကအမေးမြန်းတွေလာလုပ်တယ်ကိုကျော်ကြီးပြောတဲ့စကားကိုတည်တည်ချာချာနားထောင်ခမများတို့ကိုကျော်ကြီးကဖွင့်ပြတာရှင်းပြတာဒီမြတ်စွာဘုရားရဲ့ဗုဒ္ဓဝါစနာဒီပါလို့သင်္ဃာယနာ6ကြိမ်တိုင်တိုင်တင်ထားတယ်မြတ်စွာဘုရားရဲ့ပါဠိတော်မြန်မာပြန်ထဲမှာရှိတဲ့အကြောင်းအရာကိုပြောတာအဲ့ဒီထဲကအယူဝါဒကိုပါဠိတော်တိုင်းဓာတ်ရိုက်ခမားတို့ကိုတင်ပြတာအဲ့ဒီအတွက်ခမားတို့နားလည်ထားတဲ့ကြားဘူးထားတဲ့ဂိုင်းကနာအယူဝါဒတွေခမားတို့ဆရာတော်ကြီးတွေရဲ့အဟောတွေခမားတို့ဖတ်ဖူးထားတဲ့စာအုပ်တွေအယူဝါဒတွေနဲ့မတူလို့ကိုကျော်ကြီးကဘာမှဖြည့်ရှင်းစရာအကြောင်းမရှိဘူးပါဠိတော်မှာဒါရှိတယ်ခမားတို့ကြားဘူးထားတာဒါရှိတယ်မတူဘူးဆိုတာကိုခမားတို့နားလည်လက်ခံနိုင်ရင်ရတယ်ဟုတ်တယ်နော်ခမားတို့ယူဝါထားတဲ့အယူဝါဒတွေမှားတယ်မှန်တယ်ကိုကျော်ကြီးဝေဖန်သုံးသပ်ပြီးတာဘာတစ်ခုမှမပါဘူးခင်ဗျားတို့အယူဝါဒမှားတယ်လို့ပြောတာဘာတစ်ခုမှမပါဘူးဟုတ်ပြီနော်ခင်ဗျားတို့အယူဝါဒနဲ့မတူလို့လေဖြည့်ရှင်းပေးစရာအကြောင်းဘာတစ်ခုမှမရှိဘူးငကိုတွေကဒီစကားတွေကိုအချိန်ပေါင်းများစွာကိုကျော်ကြီးတို့ပြောခဲ့တယ်နော်လူတိုင်းဒီအမှန်တရားကိုသိခွင့်ရှိတယ်အဲ့ဒီအတွက်ပါဠိတော်မူရင်းကိုမဖတ်ဘူးတဲ့လူတွေပါဠိတော်မူရင်းမြန်မာပြန်ထဲကအကြောင်းအရာတွေကိုကိုကျော်ကြီးတို့ကတဆင့်ခင်ဗျားတို့သိအောင်ပြောပြတယ်ခင်ဗျားတို့နားဘူးကြားနာဘူးထားတဲ့တိဘူးထားတဲ့အယူဝါဒတွေနဲ့မတူတာကိုကျော်ကြီးနဲ့ဘာမှမဆိုင်အဲ့ဒီအတွက်ဘယ်သူ့မှဗလိန်တာလည်းမဟုတ်ဘူးစော်ကားတာလည်းမဟုတ်မှားတယ်ဒီမှန်တယ်လေကိုကျော်ကြီးဘာမှမဝေးပါဘူးနားလေတယ်နော်မြန်မာစကားကိုမြန်မာလိုပြောတာရှင်းတယ်နော်အဲ့တော့မနေ့ကဟာလားပါဠိတော်မှာသောတာပန်2မျိုးပဲရှိတယ်ပါဠိတော်မှာမတ်သောတာပန်နဲ့ဖို့သောတာပန်ဒါကိုလည်းကိုကျော်ကြီးအရှိမရှင်းပြခဲ့ဘူးလေဟာလားပါဠိတော်2မျိုးကြောင်းအဲ့တော့ကိုသုလသောတာပန်ဒီမဟာသောတာပန်ဒီလာပြောတဲ့ခါကျတော့ဖြည့်ရှင်းစရာအကြောင်းမရှိဘူးလေခင်ဗျားတို့ကြားဘူးရတဲ့အရာတွေဒီပါဠိတော်မူရင်းထဲမှာမပါဘူးအဲ့ဒီအတွက်မှားတယ်မှန်တယ်ကြုတ်ပါမပြောနော်မနေ့ကကောင်လေးတယောက်ဆိုတော်တော်အချင်းကြီးဆိုတယ်မက်ကင်10ပါးဆိုတာတဲ့မက်4ပါးဖို့4ပါးလားဆိုဟာဘလို့လို့ရှင်းပြနေတန်းအောင်ပောက်ကရလေးသူ့အကောင့်နဲ့ဝင်ကြည့်လိုက်တော့လေဗုဒ္ဓဘာသာတွေအကြောင်းရှုံဝင်အောင်ပြောထားတယ်အဲ့တော့မြတ်စွာဘုရားသာသနာကိုဘာတစ်ခုမှလည်းနားလည်သိတတ်ခြင်းမရှိဘူးဟာလားကြားဘူးနာဝစာတိုဗီဇတောက်တုံမင်ရတွေကိုနားထောင်ပြီးတော့ဒါကမြတ်စွာဘုရားသာသနာပါလို့ဖွင့်ပြနေတဲ့ခါကျတော့ဘာသာကြားစော်ကားတာမဆန်းဘူးလीနော်ကိုမြတ်စွာဘုရားရဲ့သာသနာအစစ်မှန်ကိုမသိပဲနဲ့၆ပြီးပောက်ကရ40လိုင်းမှပြောနေတဲ့ခါကျတော့ခင်ဗျားတို့စော်ကားခံရမှာပေါ့ဒါမထူးဆန်းဘူးလीဟုတ်လားမိမိတို့ဖတ်ထားတဲ့စာအုပ်ထဲကအကြောင်းအရာတွေလာပြောတယ်မနေ့ကလည်းဟာလားမတ်သောတာပန်နဲ့ဖို့သောတာပန်မှာသူကမတ်ကြတာနဲ့ဖို့တန်းဆိုင်တယ်အဲ့ဒီအတွက်မတ်ကြတဲ့အချိန်ကိုမတ်သောတာပန်လို့ခေါ်ပါတယ်တဲ့ပြီးတော့မှဖို့ကြတဲ့အချိန်အဲ့ဒီလိုသာမြတ်စွာဘုရားကမတ်ကြတဲ့အချိန်ကိုမတ်သောတာပန်ဖို့တန်းရောက်သွားတယ်မတ်နဲ့ဖို့ကကာလာမချပဲဖြစ်တဲ့အတွက်မတ်သောတာပန်နဲ့ဖို့သောတာပန်အတူတူပဲလို့ပြောလို့ရှိရင်မြတ်စွာဘုရားကမတ်သောတာပန်ကိုလှူဒန်းတဲ့အကျိုးကအစဗနေယဘဏ္ဍထောင်တာပါတယ်လို့ခေါ်စရာအကြောင်းရင်းဘာတစ်ခုမှမရှိဘူးဟုတ်ပြီနော်ခင်ဗျားတို့အယူဝါဒကိုလာပြောတဲ့အတွက်ကျုပ်ကဖြည့်ရှင်းပြီးတာပါဠိတော်မှာပါတဲ့အကြောင်းအရာကိုဖြည့်ရှင်းပြီးတာမတ်သောတာပန်ကိုတီးတန့်လှူခွင့်ရှိတယ်လှူလို့လည်းရတယ်လို့ပြောထားတဲ့အတွက်မတ်သောတာပန်ဒီကျင်စဲပုဂ္ဂိုလ်လို့လည်းပါဠိတော်ကဓာတ်ရိုက်ဖွင့်ဆိုတာဓာတ်ရိုက်ခေါ်ထားတာတစ်ချိန်နဲ့ဟောထားတာမဟုတ်2နေရာ3နေရာလောက်မှကိုတွေးနေရတာမတ်ပုဂ္ဂိုလ်စုခုသည်သောတာပတ္တိဖို့ကိုမျက်မှောက်ပြုရန်ကျင်စဲလို့ရေးထားတာမတ်ညံနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ရေးထားတာမပါဘူးတရရတုံမှာမတ်ကြသည်နှင့်တပြိုင်နဲ့အရိယာတာဝကသည်မတ်ကြသည်နှင့်တပြိုင်နဲ့ဝိသိကိစ္စသီလပရပရမတ္တတက္ကရာဒိဋ္ဌိဆိုတဲ့တန်ရောစဉ်၃ပါးကိုပယ်ရှင်းလိုက်တယ်အဲ့ဒီပယ်ရှင်းလိုက်တဲ့အချိန်ရိုးရိုးလေးပဲပန်မာရေးတွေတင်နေမယ်ကြီးတွေတင်နေမယ်ဝိုင်ဘာနဲ့တွန်းချလိုက်တယ်တွန်းချလိုက်တဲ့အချိန်မှာအရှိကကြီးတွေကဆင်းသွားတယ်အနောက်ကနေပြီးပြောင်းဝင်းပြီးတက်လာတယ်အရှိကတွန်းချလိုက်တဲ့အရာနဲ့အနောက်ကပြောင်းဝင်းပြီးတက်လာတဲ့ဟာတပြိုင်တည်းဖြစ်တယ်လို့ပြောလို့ရတယ်ဟုတ်လားအဲ့ဒီဂျားထဲမှာအတင်္ခရဓာတ်ဆိုတဲ့ဓာတ်ကလေးခံနေပါသေးတယ်တပြိုင်တည်းဖြစ်တာမဟုတ်ဘူးဆိုအဲ့ဒီတွန်းချလိုက်တာကအဲ့ဒီနောက်ဆုံးနိရောဓကိုတွေ့တာနိရောဓကိုတွေ့တဲ့အတွက်တွန်းချလိုက်တာနိရောဓဆိုတဲ့သဘောတရားကဒုက္ခသစ္စာကိုတဲ့မြင်တာသောတာပတ္တိမတ်ကြတဲ့ပုဂ္ဂိုလ်ကဒုက္ခသစ္စာကိုတဲ့မြင်ပြီးအဲ့သောတာပတ္တိဘက်ကိုဒီဒုက္ခချုပ်သွားတာကိုမြင်လိုက်တာဒုက္ခချုပ်သွားခြင်းဒီနိရောဓလို့သိလိုက်တာဒါပဲသောတာပတ္တိသောတာပန်နိဗ္ဗာန်မြင်နေဆိုတာအဲ့ဒါပဲအဲ့ဒီဒုက္ခသစ္စာချုပ်သွားတာကိုမြင်လိုက်တဲ့ခိုက်တတ်မှာပဲဒီတန်ဝန်းစဉ်၃ပါးသလုံးကိုပယ်လိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ဒီသောတာပတ္တိမဉ္ဇဉ်နဲ့ပြည့်စုံတတရသုံးမှာရှင်းရှင်းလေးဟောထားပါတယ်
တောတာပတ္တိမညံနဲ့ပြည့်စုံလိုက်တဲ့တပြိုင်နဲ့တန်ရောစဉ်3ပါးကိုပယ်လိုက်တယ်အဲ့ဒီပုဂ္ဂိုလ်ကဖို့ပုဂ္ဂိုလ်နောက်ကပြောင်းရှင်းသွားတာဖို့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့နိဗ္ဗာန်ကိုမြင်တယ်ဆိုတော့ကနိရောဓကိုမြင်လိုက်တာချုပ်ချင်းကိုမြင်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားကကိလေသာမြူအငြိကြီးကင်းနဲ့ချုပ်ဤဆိုတဲ့စကားလုံးကိုပဲသုံးတယ်ဟုတ်ပြီနော်ဒါကခမည်းတော်အခုလာပြီးတော့ခမည်းတော်ကြားဘူးနာဝစာအုပ်တွေနဲ့ပါဠိတော်အကြောင်းအရာနဲ့လာပြီးပြောပြတယ်ပါဠိတော်တွေကပါတဲ့အကြောင်းအရာကိုပဲတရိုက်တင်ပြပြီးတာယုံတာမယုံတာလက်ခံတာလက်မခံတာလည်းခမည်းတော်နဲ့ပဲဆိုင်တယ်ကျွန်တော်နဲ့ပဲဆိုင်ဟုတ်ပြီနော်အဲ့တော့သောတာပတ္တိမတ်ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ကျင့်စေပုဂ္ဂိုလ်ဆိုတာကိုအောက်ကနာတန်ရုပ်10တုပ်ရှိတယ်တန်ရုပ်တာနိကေမှာမြတ်စွာဘုရားရဲ့သာသနာကိုမြတ်စွာဘုရားရဲ့ခေါ်ထားတဲ့တရားတွေကိုယုံကြည်တယ်တက်ဝင်တယ်ဆိုရင်တရားနုတာတိပုဂ္ဂိုလ်အဲ့ဒီခေါ်ထားတဲ့တရားတွေကိုပညာနဲ့ကတ်ရှုနိုင်အကြောင်းအရာတစ်ခုကိုဆွဲလန်းနေဒါကတညာဒါကဝေဒနာဒါကသင်္ခါရဆိုတဲ့အကြောင်းအရာတွေကိုကိုယ်တိုင်ပညာနဲ့ကတ်ပြီးရှုနိုင်တယ်အဲ့ဒီအရာတွေရဲ့ဖြစ်ချင်းပြက်ချင်းသဘောတရားတွေကိုကြည့်နိုင်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဓမ္မာနုတာတိပုဂ္ဂိုလ်ဝိပဿနာရှုနိုင်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီပုဂ္ဂိုလ်တွေဒီအဲ့ဒီအရာကိုဆွဲမြဲလှုပ်ပြီးတော့မတုံမလှုပ်တည်ငဲတဲ့သဘောရှိသွားပြီဆိုရင်တရားနုတာတိနဲ့ဓမ္မာနုတာတိပုဂ္ဂိုလ်ဆိုအဲ့ဒီပုဂ္ဂိုလ်ဒီမတ်ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီမတ်ပုဂ္ဂိုလ်ကဘလို့ပုဂ္ဂိုလ်မျိုးလဲဆိုတော့မနေ့ကတရဏာနိကိုလည်းပြောပြတယ်တရဏာနိကအယတမတာဂီဝေမင်းသမားမြတ်စွာဘုရားသာသနာမှာမြတ်စွာဘုရားတရားတန်ခါကိုယုံကြည်တဲ့နေရာမှာသူ့မတူအောင်ယုံကြည်တယ်မြတ်စွာဘုရားဘယ်လောက်ထိသူ့ကိုအမွန်းတင်လဲဆိုရင်ငါဘုရားသာသနာမှာဘုရားတရားတန်ခါပေါ်မှာကြီးညိုသူကိုလက်ညှိုးထိုးပြပါဆိုလို့ရှိရင်တရဏာနိကိုပဲထိုးပြလို့ရတယ်အဇာတသက်လည်းမပါဘူးကျန်တဲ့ပုဂ္ဂိုလ်ဘယ်သူမှမပါဘူးနော်ပါဠိတော်ထဲမှာပါတာမြတ်စွာဘုရားရဲ့သာသနာကိုအလွန်အမင်းကြီးညိုယုံကြည်တာမတုံမလောက်ကြီးညိုယုံကြည်တာသူ့တဲ့ကြီးညိုတဲ့သူမရှိဘူးလို့ပြောလို့ရှိရင်အဲ့ဒီအယတမောကိုပဲလက်ညှိုးထိုးပြလို့ရတယ်ကျန်တဲ့ပုဂ္ဂိုလ်မရှိဘူးဒါပါဠိတော်မူရင်းတယ်သူတည်သွားတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုသောတာပန်လို့ပြောလိုက်တယ်သူပဲရောက်လဲလို့မိတဲ့အခါမှာသောတာပန်လို့ပြောလိုက်တယ်အဲ့မှာဝိုင်းပြီးတော့ဗလိန်ကြတော့တာပေါ့အယတမောတော်မှာသောတာပန်ဖြစ်သေးတာကွာငါတို့ကဘာလို့သောတာပန်မဖြစ်ရမှာအဲ့မှာမြတ်စွာဘုရားကဟောပြတယ်တရဏာနိရဲ့အမုန်းကိုလည်းတင်တယ်ပြီးတဲ့အခါမှာမြတ်စွာဘုရားကပြောတာရှင်းရှင်းလေးတရဏာနိဒီတေဂန်ဤအခါကာလမှာဒီကံ၅ပါးကိုလုံသွားတယ်ဆိုတဲ့အကြောင်းသူရမေရယကိုဆွန့်လွတ်လိုက်တယ်ဆိုတဲ့အကြောင်းကိုလည်းဟောထားတယ်အဲ့တော့သောတာပတ္တိမတ်ပုဂ္ဂိုလ်ဒီဖိုးကိုတေချာပေါက်ဆိုင်မဲ့ပုဂ္ဂိုလ်ဖိုးကိုတေချာပေါက်ဆိုင်မဲ့မသေးခင်ကာလမှာဖိုးကိုတေချာပေါက်ဆိုင်မယ်လို့မြတ်စွာဘုရားကလည်းအတိလင်းဟောတယ်အဲ့တော့သောတာပတ္တိမတ်ပုဂ္ဂိုလ်ဖြစ်ဖြစ်ဖိုးပုဂ္ဂိုလ်ဖြစ်ဖြစ်သောတာပန်ပဲဒါတေချာပေါက်ဖိုးကိုဆိုင်မှာဟုတ်သောတာပန်ပဲဒါမြတ်စွာဘုရားရဲ့အဟောရှင်းလေးအဲ့တော့သောတာပတ္တိမတ်ပုဂ္ဂိုလ်ဒီအရက်တောက်နေသေးတယ်အဖြေကရှင်းလေးအရက်တောက်နေသေးတယ်ဖိုးပုဂ္ဂိုလ်ကတော့လုံးအရှင်းမတောက်တော့အရက်ကိုဖျက်လိုက်တဲ့အချိန်ကျမှသောတာပတ္တိဖို့စိုက်တယ်ဆိုတဲ့အဖြစ်ကအဲ့ဒီမှာတန်းထွက်တယ်။ခြားသောတုတ်တန်တွေများစွာထဲမှာလဲသောတာပတ္တိဖို့နဲ့ပတ်သက်လို့ခေါ်လိုက်လို့ရှိရင်လုံးဝဒီဒုစရိုက်10ပါးကိုကင်းသွားတယ်ဆိုတဲ့အကြောင်းအဲ့မှာထင်ထင်ရှားရှားတွေ့ရတယ်။ဟုတ်ပြီနော်။ငါးပါးတိလောက်ကိုစကားလေးထဲမှာပြောနေဒုစရိုက်10ပါးကိုကင်းသွားတယ်ဆိုတဲ့အကြောင်းကိုထင်ထင်ရှားရှားတွေ့ရတယ်။အဲ့တော့ဒါကိုပါဠိတော်မူရင်းတိုင်းကိုဖွင့်ပြတာ။ကျန်တာကခမရတို့အထာဂရာဒီလာဘယ်စာအုပ်ကလာအဲ့ဒါကျုပ်ကိစ္စမဟုတ်ဘူး။ခင်ဗျားတို့နဲ့ကျွန်တော်နဲ့အငင်းခုံလို့ဆရာအကြောင်းလည်းဘာမှမရှိဘူးဟာငါတို့ကအရက်တော့တောက်သေးတယ်တောက်ဖို့ကိုကိစ္စနဲ့ကိုသောတာပန်လို့ထင်နေဆိုရင်စစ်ဆေးစရာကိုမြတ်စွာဘုရားကဓမ္မဒါတာဓမ္မပရိယာယကြီးမုံတရားဆိုပြီးတော့ပြောထားတယ်ဘုရားကုံတရားကုံတန်ခါကုံတော့ဟာလားဂုံတော်တွေဂုံတော်9ပါးဂုံတော်6ပါးဂုံတော်9ပါးအဲ့ဒီဂုံတော်တွေကိုပုတ်ပြီးအခရာနဲ့တကွအနက်အဓိပ္ပာယ်တွေကိုဒီအတိုင်းပဲသိပြီးတော့ဒီအတိုင်းပဲယုံကြည်တဲ့ပုဂ္ဂိုလ်လို့ပြောတာအဲ့တော့ကိုစစ်ဆေးပါလို့ပြောတာမြတ်စွာဘုရားကပြီးလို့ရှိရင်မြတ်စွာဘုရားကလူနဲ့ပတ်သက်တဲ့အရိယာတို့နှစ်သက်အမျက်နှိုးအပ်တဲ့တီလအဲ့တော့ဒုစရိုက်10ပါအရက်ပါတယ်ဟုတ်ပြီနော်အဲ့ဒါတွေကိုမကြိုးမပေါက်မပြောက်မကြားဘူးဆိုကိုအဲ့ဒီလူမျိုးရှိနေပြီဆိုကြွေးကြော်လိုက်တယ်ငါသောတာပန်လို့ကြွေးကြော်လိုက်တယ်အဲ့တော့ခမည်းတော်ကရက်တော့တောက်သေးတယ်ကိုသောတာပန်ဖြစ်နေပြီလို့ထင်တယ်ဆိုရင်မြတ်စွာဘုရားတရားနဲ့မညီညွတ်ဘူးပါဠိတော်နဲ့မညီညွတ်ဘူးခမည်းတော်ဖြစ်တာမဖြစ်တာကျုပ်ကိစ္စလည်းမရှိဘူးဟုတ်ပြီနော်ပါဠိတော်နဲ့မညီညွတ်တဲ့အကြောင်းကိုတင်ပြတာဟုတ်လားလက်ခံခြင်းလက်မခံခြင်းနဲ့ကျွန်တော်နဲ့မဆိုင်နော်အဲ့တော့ပါဠိတော်ကရှင်းပါတယ်သောတာပတ္တိမတ်ပုဂ္ဂိုလ်ဒီတရဏာနိကနမူနာရှိတဲ့အတွက်အရက်တောက်တယ်ဖို့ပုဂ္ဂိုလ်ဒီအရက်မတောက်ဘူးမတ်ပုဂ္ဂိုလ်ကအရက်မဖြတ်မချင်းဖို့ကိုမျက်မှောက်မပြုဘူးနောက်တစ်ခါကျတော့ဖို့ကိုမျက်မှောက်ပြုဖို့အတွက်ကမစ္စရိယစိတ်5ပါးကင်းရတယ်နောက်တစ်ခါကျတော့6ပါးသောတရားတွေသီလပရပရမာသာဝိသိကိစ္စတက္ကာယဒိဋ္ဌိကင်းအောင်လုပ်ရတယ်အပယ်ကျနိုင်တဲ့လောဘဒေါသမောဟကင်းအောင်လုပ်ရတယ်
ဟုတ်ပြီလားနော်